Hello，小薇来了，来给大家看一下这一颗，它这是白蓝宝啊，家人们，白蓝宝很好看哦，它这的话就是闪闪的那种，闪闪的那种都好看呀。它的话里面的话就是在旁边有个小裂，但是其他棉感呀那种小灰感呀都是挺干净的哦，然后它裂也是没有那么的。明显，所以说它是肉眼不明显的一个料子，很好看的哦，你们看一下，在自然光下也是很好看的，它的通透感也是很有的，年轻感十足的一个料子。它这种的话就是可以出证书的哦，如果不出证书可以退款的一个料子，很好看的哦。然后呢，它这一颗价格也是2000人民币，价格也是挺友好的啊。如果喜欢的话，可以私信小薇的啊，谢谢大家。Hello အားလုံးပဲမင်္ဂလာပါရှင်။ဒီနေ့ကတော့ကြည့်ပါဦး။ဒါလေးဆိုလို့ရှိရင် white sapphire လေးပေါ့နော်။အရန်လာနော်အတန်လေးပါရှင်။ဒါလေးဆိုလို့ရှိရင်ပြီးတော့ဒါလေးကကျတော့တကလက်တော့မကြောတော့ပါဘူးရှင်။ဒါလေးဆိုလို့ရှိရင်အရန်လာနော်။ပြားစီလေးကကျတော့9သိန်းလေးပါပဲရှင်။စီလေးက9သိန်းလေးပါ။ချက်လို့ရှိရင်စီဒီမာလာခဲ့ပေါ့နော်။ဒါလေးဆိုလို့ရှိရင်အဆောင်နဲ့တုံးရပုံများပါတယ်ရှင်။အားလုံးပဲကျေးဇူးပါ။